Alo, assalamu alaikum wa rahmatullahi wa barakatuh.ကျွန်တော်ဒီကနေ့ပြောပြချင်တာကကျွန်တော်တို့ဟာဘဝမှာစစ်မှန်တဲ့ပျော်ရွှင်မှုကိုလိုလားကြတယ်။အဲ့ဒီစစ်မှန်တဲ့ပျော်ရွှင်မှုကတခါတရံမှာတဦးတစ်ယောက်ရဲ့မျက်ရည်ကိုဖယ်ရှားပေးလိုက်တာတဦးတစ်ယောက်ရဲ့အခက်အခဲကိုကူညီဖြေရှင်းပေးလိုက်တာတဦးတစ်ယောက်ရဲ့စိတ်သောကတွေကိုကင်းဝေးအောင်လုပ်ပေးလိုက်ခြင်းမှာရှိတတ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဟာဒီသ်တော်မှာလာရှိတယ်ဝမန်ယဆရအလာမုအဆီရင်ယဆရအလ္လာဟူအလိုင်ဟီဖီဒ်ဒုနီယာဝလ်အာခီရာဝလ္လာဟူဖီအောနီလ်အဘ်ဒီမာကာနလ်အဘ်ဒူဖီအောနီအခီအခက်အခဲဖြစ်နေတဲ့သူတယောက်ယောက်ကိုလွယ်ကူအောင်ကူညီပေးလိုက်မယ်ဆိုရင်အလောရှင်မြတ်ကလည်းသူ့ကိုဒုနီယာမှာရောအာခီရတ်မှာရောလွယ်ကူအောင်ကူညီဆောင်ရတော်မူမယ်တဦးတယောက်ကမိမိညီနောင်ကိုကူညီနေသမျှကာလပတ်လုံးအလောရှင်မြတ်ကလည်းသူ့ကိုကူညီဆောင်ရှောက်တော်မူမယ်လို့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကအမိန့်ရှိခဲ့ပါတယ်ဒီဟာဒီသ်ကကျွန်တော်တို့ဘဝအတွက်လမ်းညွှန်ပါဒါနဲ့ပတ်သက်ပြီးတော့ဒေါက်တာရှရီဖ်ဖောဇီရဲ့Khutwatun fi tariq as-sa'ada ဆိုတဲ့စာအုပ်မှာရေးထားတဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်ပြောပြခြင်းပါတယ်အဲ့ဒီအကြောင်းအရာလေးကဘာလဲဆိုရင်တက်တူပါမောက်ကတယောက်ဟာနှလုံးရောဂါခံစားနေရတဲ့အတွက်ကြောင့်ဆေးကုသဖို့အတွက်အင်္ဂလန်နိုင်ငံကိုသူကထွက်ခါလာတယ်အင်္ဂလန်နိုင်ငံကိုရောက်ရှိလာပြီးတဲ့နောက်ပိုင်းဆေးလိုက်တဲ့အချိန်မှာသူ့ရဲ့နှလုံးဟာခွဲစိတ်ကုသရတော့မယ်ဆိုတာကိုသိသွားပြီးတဲ့နောက်ပိုင်းသူကဆရာဝန်ကိုပြောတယ်ကျွန်တော်ခဏပြန်လာအောင်မယ်ကျွန်တော်မိသားစုနဲ့ခဏပြန်တွေ့လိုက်အောင်မယ်အခက်မသိရင်ကျွန်တော်တည်သွားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်စီစဉ်စရာရှိတာလေးတွေကိုကျွန်တော်စီစဉ်လိုက်ပါအောင်မယ်လို့ပြောပြီးတော့သူဟာမိမိနေရက်ကိုပြန်လာတယ်ပြန်လာပြီးတော့စီစဉ်စရာရှိတာတွေကိုသူစီစဉ်တယ်စီစဉ်ပြီးတဲ့နောက်ပိုင်းမှာတရက်မှာသူဟာမိမိမိတ်ဆွေရဲ့အိမ်ကိုခဏသွားတဲ့အချိန်မှာအဲ့မိတ်ဆွေရဲ့အိမ်သားမှာအသားဆိုင်လေးရှိတယ်အဲ့အသားဆိုင်မှာအမျိုးသမီးတယောက်ဟာလာပြီးတော့စွန့်ပစ်ထားတဲ့အသားစာလေးတွေကိုသူကကောက်ယူနေတယ်ကောက်ယူနေတဲ့အချိန်မှာဒီမြင်ဝေးကိုဒီဆရာကမြင်ပြီးတော့စိတ်ထဲမှာတော်တော်ထိခိုက်သွားတယ်ခံစားသွားအဲ့တော့သူကဒီအမျိုးသမီးကိုသွားပြီးမေးတယ်ခင်ဗျာဒီစွန့်ပစ်ထားတဲ့အသားစာတွေကိုဘာဖြစ်လို့ကောက်နေတာလဲလို့မေးလိုက်တဲ့အချိန်မှာအဲ့အမျိုးသမီးကပြောပြတယ်